မင်္ဂလာပါရှင်။ရောင်နေသေးချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒမရစစ်ကြောင်းတွေကလက်ရှိအချိန်မှာယာယီလက်လွတ်ထားရတဲ့မြို့တွေနဲ့ဆက်သွယ်လမ်းကြောင်းတွေကိုတစ်ခုပြီးတစ်ခုပြန်လည်သိမ်းပိုက်နေတာပြီးခဲ့တဲ့ရက်ပိုင်းကချင်းပြည်နယ်ရှိအဓိကဆက်သွယ်လမ်းကြောင်းကိုတိုက်ခိုက်ထိန်းချုပ်နိုင်ခဲ့တယ်လို့သိရပါတယ်။တရုတ်တံပိုင်းနယ်မှာတော့ဒမရစစ်ကြောင်းတွေကချင်းပြည်နယ်ထန်တလန်မြို့နဲ့ဟာခါမြို့ကိုဆက်သွယ်ထားတဲ့လမ်းကြောင်းကိုပြန်လည်ထိန်းချုပ်ဖွင့်လှစ်ပေးနိုင်တဲ့အခြေအနေတွေကိုဖော်ပြပေးတော့မှဖြစ်ပါတယ်။ဒီစီဇန်လေးမစတင်ခင်မှာတော့ subscribe နဲ့ like and share လေးလုပ်ပေးပါအောင်ပရိသတ်ကြီးရေ CNF CDF အမည်ခံအကြမ်းဖက်တောင်းကျမ်းသူပူးပေါင်းအဖွဲ့များဟာချင်းပြည်နယ်အတွင်းရှိမြို့ရွာများအတွင်းဝင်ရောက်ကနိုင်ငံဝန်ထမ်းများနဲ့၎င်းတို့အားထောက်ခံအားပေးမှုမရှိတဲ့ဒေသခံပြည်သူများအားဖမ်းဆီးတပ်ဖြတ်ခြင်းအစိုးရရဲ့အုပ်ချုပ်မှုရန်တရားများရပ်တန့်စေရန်လူနေအိမ်များနဲ့ဌာနဆိုင်ရာအဆောက်အအုံများအားမိရှုဖျက်ဆီးခြင်းအဆောက်အအုံများအားအကာအကွယ်ရယူကာယာယီစစ်စခန်းတိစောက်ကာလုံခြုံရေးတပ်ဖွဲ့များအားပြစ်ခတ်တိုက်ခိုက်ခြင်းမိုင်းထောင်ဖောက်ခွဲခြင်းဆက်သွယ်လမ်းကြောင်းပေါ်ရှိတရားများအားဖောက်ခွဲဖြစ်စီခြင်းစတဲ့အကြမ်းဖက်အဖျက်အမှောက်လုပ်ငန်းများကိုနီလန်းမျိုးစုံဖြင့်လှုပ်ဆောင်လျက်ရှိကြပါသည်။အဲဒီလိုလှုပ်ဆောင်လျက်ရှိရာ CNF CDF အမည်ခံအကြမ်းဖက်တောင်းကျမ်းသူပူးပေါင်းအဖွဲ့များဟာ2023ခုနှစ်ဖေဖော်ဝါရီလကစကာထန်တလန်မြို့မှာလုံခြုံရေးဆောင်ရွက်နေတဲ့လုံခြုံရေးတပ်ဖွဲ့များအားတာလွန်အင်အားဖြင့်အလစ်အငိုက်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ပြီးဌာနဆိုင်ရာအဆောက်အအုံများအားမိရှုဖျက်ဆီးခြင်းမိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းစတဲ့အကြမ်းဖက်အဖျက်မောက်လုပ်ငန်းများကိုနီလန်းမျိုးစုံဖြင့်လှုပ်ဆောင်ကာထန်တလန်မြို့အားယာယီစိုးမိုးထိန်းချုပ်ခဲ့ကြပါသည်။ဒါကြောင့်တမတော်စစ်ကြောင်းများကထန်တလန်ဒေသတည်ငြိမ်အေးချမ်းရေးနဲ့ဒေသဖွံ့ဖြိုးရေးအတွက်နောက်ဆက်ဖျက်ဆီးနေတဲ့အကြမ်းဖက်တောင်းကျမ်းသူအဖွဲ့များအားအကြမ်းဖက်ချေမှုန်းမှုစစ်စင်ရေးကိုဆောင်ရွက်ခဲ့ရာအကြမ်းဖက်သမားများနဲ့ထိတွေ့တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားခဲ့ပြီးအကြမ်းဖက်သမားများယာယီထိန်းချုပ်ထားခဲ့တဲ့ထန်တလန်မြို့အား2023ခုနှစ်အောက်တိုဘာလ29ရက်နေ့မှာတမတော်စစ်ကြောင်းများကအောင်မြင်စွာထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။အဲဒီလိုပြန်လည်ထိန်းချုပ်ပြီးထန်တလန်ဒေသရှိဒေသခံပြည်သူများရဲ့လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်ရေးနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းများအမြန်ဆုံးပြန်လည်ဆောင်ရွက်နိုင်ရေးအတွက်နိုင်ငံတော်အစိုးရတပ်မတော်နဲ့ဒေသခံတိုင်းရင်းသားပြည်သူများကကြိုးပမ်းဆောင်ရွက်ခဲ့တော်လဲအကြမ်းဖက်တောင်းကျမ်းသူများကအပြတ်အမောက်လုပ်ရများလှုပ်ဆောင်ကအဆိုပါဒေသရှိဆက်သွယ်ရေးလမ်းကြောင်းများအားဖြတ်တောက်တားဆီးနှောက်ယှက်မှုများကြောင့်ဒေသတွင်ကုန်စည်စည်းစိမ်မှုရပ်တန့်ကပြည်내ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန်များစွာနှောင့်နှေးကြန့်ကြာခဲ့ရပါသည်။တမတော်စစ်ကြောင်းများအနေနဲ့ချင်းပြည်နယ်အတွင်းရှိအကြမ်းဖက်တောင်းကျမ်းသူများယာယီစိုးမိုးထားတဲ့မြို့ရွာများအားပြည်내တိုက်ခိုက်ထိန်းချုပ်ခါဆက်သွယ်လမ်းကြောင်းများအားပြည်내ဖွင့်လှစ်ပြီးပြည်내ထူထောင်ရေးပစ္စည်းများနဲ့ထောက်ပံ့ရေးပစ္စည်းများကိုမော်တော်ယာဉ်များဖြင့်အင်တိုက်အားတိုက်ပို့ဆောင်ပေးလျက်ရှိပါသည်။အလားတူထန်တလန်ဒေသပြည်내ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန်အဓိကကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းဖြစ်တဲ့ဟာခါထန်တလန်ဆက်သွယ်ရေးလမ်းကြောင်းကိုပြည်내ဖွင့်လှစ်ပေးနိုင်တဲ့အတွက်ဟာခါမြို့မှာလိုအပ်တဲ့စုဖွဲ့ပြင်ဆင်မှုများဆောင်ရွက်ပြီးအဆိုပါလမ်းကြောင်းတစ်လျှောက်နေမီလုံခြုံရေးလုပ်ငန်းများကိုဇွန်လ4ရက်နေ့ကစတင်ကကန့်သက်ချက်များကြားမှခက်ခဲဖြင့်နေမီရှင်းလင်းခြင်းများကိုဆောင်ရွက်ခဲ့ရာအကြမ်းဖက်တောင်းကျမ်းသူများယာယီစိုးမိုးထားတဲ့ point 1921တောင်ကုန်းကိုဇွန်လ6ရက်နေ့မှာ၎င်း.2369တောင်ကုန်းကိုဇွန်လ9ရက်နေ့မှာ၎င်းတာဝါတိုင်းကုန်းစခန်းကိုဇွန်လ10ရက်နေ့မှာ၎င်းအစင်းစင်သိမ့်ပိုက်ခဲ့ပြီးဇွန်လ9ရက်ညနေပိုင်းမှာအကြမ်းဖက်တောင်းကျမ်းသူများယာယီစိုးမိုးထားတဲ့ဟာခါထန်တလန်ဆက်သွယ်လမ်းကြောင်းတစ်ခုလုံးကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့တဲ့အတွက်ကုန်စည်ပို့ဆောင်တဲ့မော်တော်ယာဉ်များနဲ့ခီးသွွားပြည်သူများအနေနဲ့ပုံမှန်အတိုင်းဖြတ်တန်းသွားလာနိုင်တော့မှာဖြစ်ခါဒေတာရေးကုန်စည်ပို့ဆောင်မှုတွေမှာအခက်အခဲမရှိပြန်လည်အသုံးပြုသွားလာနိုင်တော့မှာဖြစ်ကြောင်းလည်းသိရပါတယ်။တမတော်စစ်ကြောင်းများအနေနဲ့ဟာခါထန်တလန်ဆက်သွယ်လမ်းကြောင်းအားပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့တာနဲ့အညီအဆိုပါဒေတာများအတွင်တိုက်ပွဲများကြောင့်ခိတ္တရှောင်တိန်နေထိုင်ခဲ့ကြတဲ့နေရစွန့်ခွာဒေသခံပြည်သူများမိမိတို့အရက်ဒေတာများသို့ပြန်လည်ဝင်ရောက်နေထိုင်နိုင်ရေးလိုအပ်တာများကူညီဆောင်ရွက်ပေးခြင်းဒေသခံပြည်သူများမိုင်းအန်ဒီရဲ့ကင်းရှင်းစေဖို့အတွက်မိုင်းရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိကြောင်းနဲ့အကြမ်းဖက်သမားများကြောင့်ရုပ်ရင်းပျက်စီးခဲ့ရတဲ့ဒေတာတွင်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုနိုင်ငံတော်အစိုးရရဲ့စီစဉ်ဆောင်ရွက်မှုဖြင့်ဒေသခံပြည်သူများနဲ့အတူလက်တွဲပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီးဒေသဖွံ့ဖြိုးရေးနဲ့ပညာရေးကျန်းမာရေးစတဲ့လူမှုစီးပွားဘဝများမြင့်မားစေရေးအတွက်လိုအပ်တဲ့ကူညီထောက်ပံ့ပစ္စည်းများကိုလည်းပို့ဆောင်ပေးနိုင်တော့မှာဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာ။